စွမ်းရက်ဖန်ဖန်အရင်များတယ်နော်အရင်ပထမတပိုးစမှာကျွန်မတင်ထားလေကဲဘဒုဖန်ဖန်အင်အပိုတောင်းလဲလို့တင်ထားအိုးစွမ်းအောင်လာမှန်းထားတဲ့အပုံလိုက်မယုံဝင်ကြည့်နော်ပထမပို့စထဲမှာစွမ်းနဲ့အောင်စပူနဲ့လေဖိုးချစ်ကတော့လေဗါလဲသူကလေနည်းနည်းဟွာပိုရင်းတော့လေနော်သူရဲ့ဖန်ဖန်နဲ့လေနည်းနည်းတက်ကြီးပိုင်းနေကျွန်မထင်တာလေလာမှန်းထားတော့ကြည့်ထလိုက်တော့လေအော်ဖိုးချစ်ကဥက္ကဋ္ဌဖြစ်သွားပြီဆိုတော့သူကနည်းနည်းဟွာလဲပိုရင်းလို့ထင်တယ်နော်အခုအိုးကျွန်မမထင်ဘူးစွမ်းကိုအဲ့လောက်ထိဖန်များတယ်တော့ဦးလာမှန်းထားဘယ်လိုပြစ်ပဲစွမ်းအောင်စပူအဲ့လိုမျိုးလေအိုးအမတယောက်လာပြောနေအရန်အားနေရလားတဲ့အော်စပူကြောင်းတင်ထားတာလေဟုတ်တယ်ငါအရန်အားလို့ငါတင်တယ်နင့်လည်းအားနေလို့လာမှန်းထားတာပဲမလားငါအားလို့ငါတင်တယ်နင့်လည်းမအရန်အားပြီးမှငါရဲ့အကောင့်ထဲမှာလာမှန်းထားပြီးမှရှစ်လို့တင်တာလေကိုကြိုက်လို့တင်တာလေဘာဖြစ်လဲနင့်လည်းတင်လိုက်တယ်နင့်အကောင့်ထဲမှာနင့်တင်ချင်တဲ့ဟာတင်လေနင့်လည်းတင်ချင်တာတင်နေရပဲငါလည်းငါတင်ချင်တဲ့ဟာတင်မှာသူခုလေအိုက်ဆွမ်းလေအားပြီးတဲ့လူတော်များနော်ကျွန်မကသူ့ရဲ့ဟိုလေအကြောင်းလေးတွေလိုက်ဝင်ကြည့်လိုက်သေးရဲ့သူ့ရဲ့အိုက်ဇက်တပင်အကြောင်းအကြောင်းလေးအငိမ့်လေးလိုက်ကြည့်လိုက်သေးချစ်စရာတော်ချစ်စရာကောင်းတယ်သူငငယ်တော့လေပိန်ပိန်လေးနဲ့အခုမှဝါတော့လား Oh my godဖန်ဖန်နဲ့အဲ့လောက်များတာအိုးမယုံဝင်ကြည့်လိုက်တော့ပထမတပိုးစထဲမှာလေဆွမ်းအောင်စပူအပုံလိုက်အိုးမတင်နဲ့ပြောရနဲ့တင်မှာပဲငါကြိုက်လို့ငါတင်တယ်လေခင်ဗျာကျွန်တော်ပြောအောင်မယ်ဒိုင်ဦးမှာကတော့လေအဲ့လိုအမကိုတယောက်ပဲညီမသိတယ်မလားညီမသိတယ်မလားကလေးကိုဘောင်းမီတိုတိုက်ပြီးပွဲလာကြည့်ချစ်စအမလို့လုံးလာလားဘယ်လိုလုံးလာလားအဲ့လိုလုံးလာဆိုလည်းကလေးတော့ပြန်ခေါ်လိုက်ပြီးတော့လာပြန်ကြည့်ဟိုကျွန်တော်ကအမှုတွဲနဲ့ပါနေမှာနော်ဘောလုံးမလုံးနဲ့ဒါကကလေးလုံးလုံးတဲ့နေရာလေကလေးလေးလုံးလုံးမြောက်ငါကြောက်သေးကိုဘာဖြစ်နေလဲမသိဘူးဒီလိုဘာဖြစ်ချစ်ချစ်တဲ့နေ哦，不想也没得。စကားလုံးပြောရစီခဏလေးကကျေးဇူးများတင်ပါတယ်ကျွန်တော်对，不讲了，对。对啊，讲了以后了。没有跟我们叫家里。你也给我们听懂了啊。ကျေးဇူးများတင်ပါတယ်ခင်ဗျာခင်ဗျားနေလေအချူအောင်ကလေးဟုတ်တော့ဟုတ်လို့အလေးမောင်လူကောင်ဘိုင်းဟုတ်တော့ဘာလဲဆွမ်းမပြစ်နေတာခင်ဗျားရှိပြီ呀，真有，你我来，
လေးကျွန်တော်တို့လားမမ ဒီဆိုင်နာမှာတဲ့မောင်လေးကဆိုင်နာမှာတဲ့ ရှိပါအလေကနေရှိစမ်း တွေ့လားမတွေ့ ဒီနေ့ကြော်ရဲလုံးစက်ရောက်မှာတော့ရှိစားအပေးကြတယ်ကျွန်တော်ကျဲတဲ့တိုင်းဒီတော့အားလုံးရောယနေ့ရောရနေကြော်ရရှိစားအပေးကြတဲ့ကျွန်တော်ရဲ့ကျဲတဲ့အားလုံးရောဒီနေ့ဒီမှာလေဒီလိုကောင်းအားပေးတယ်အပေးမှုတွေပေးတဲ့အတွက် လက်တွေပြ ဒီတက်ပို့ပြီးအများကြီးကြိုးစားပါမယ် ပါ ကျန်ပါ အဲ့တော့ပြန်ထွက်လာမယ်